ကျွန်တော်ကတော့စကားခ10လောက်ခန့်ခမ36ကြောက်တိုင်ရင်မှာတောင်းတန်းလာခဲ့ပါတယ်ကျွန်တော်ကိုယ်ပိုင်နဲ့ကျွန်တော်ပမာလူမျိုးဖြစ်ပြီးတော့ဗုဒ္ဓဘာသာကိုးဝယ်ပါတယ်ကျွန်တော်တက်ကတော့22နှစ်ဖြစ်ပါတယ်ကျွန်တော်အဖေနာမည်ကတော့ဦးကျော်ဘုခိုင်ဖြစ်ပြီးအမေနာမည်ကတော့ဒေါ်ဖြူဖြူဝင်းဖြစ်ပါတယ်ကျွန်တော်မှာညီကောင်မတော်မွေးချင်း4ယောက်ရှိပါတယ်ကျွန်တော်ကတော့ဒုတိယနောက်သားပါကျွန်တော်ရဲ့နေရာလိပ်စာကတော့မန္တလေးတိုင်းဒေသကြီးချမ်းမြသာကြီးမြို့နယ်ကန်တာရပ်ကွက်မှာနေထိုင်ပါတယ်ကျွန်တော်ကတော့ဒီစစ်တပ်တွေကိုရွေချက်မရှိဘဲနဲ့အော်တာဆွဲကန်လို့ဝင်ရောက်လာခြင်းဖြစ်ပါတယ်2025 10လပိုင်းတရက်နေ့မှာည8နာရီကျွန်တော်ဘီယာတန်းတကယ်ချင်းနဲ့ဘီယာတောက်ပြီးကျွန်တော်တယောက်တည်းပြန်လာတဲ့အချိန်မှာလူ4ယောက်ကကျွန်တော်ကိုချစ်စရာမေးစရာရှိလို့ဆိုပြီးတော့လက်ထိတ်တွေနဲ့ရောက်ဝင်တဲ့လူ4ယောက်ကချစ်စရာမေးစရာများစရာရှိလို့ဆိုပြီးတော့ကျွန်တော်ကိုကားပေါ်ဆွဲတင်တယ်ကားပေါ်ဆွဲတင်ပြီးတော့ကားပေါ်ရောက်တော့ကျွန်တော်ကိုလက်လုံးပေါ်ပါနဲ့စီးပြီးတော့အိမ်တိန်ကိုခေါ်ပါတယ်အိမ်တိန်ရောက်တော့ကျွန်တော်မနက်မိုးလင်းရတော့စစ်တပ်တွေဝင်ဖို့လာပြောတယ်ကျွန်တော်ကဝင်လို့မရဘူးကျွန်တော်မှမိန်းမရှိတယ်ကလေးကလည်းငယ်သေးတယ်ပြောတယ်ပြောတော့ကျွန်တော်ကိုရှိုက်တယ်ရှိုက်ပြီးတော့နောက်တစ်ရက်နေတော့ကျွန်တော်ကိုမကွေးစူဆောင်ရေးကိုပို့လိုက်တယ်မကွေးစူဆောင်ရေးမှာ16လောက်ကျွန်တော်နေခဲ့ပါတယ်မကွေးစူဆောင်မှာ16လောက်နေခဲ့ပြီးတော့ရှမ်းပြည်နယ်ရက်ဆောင်မြို့ကိုကျွန်တော်ရောက်ပါတယ်ရှမ်းပြည်နယ်ရက်ဆောင်မြို့ရောက်တော့တမတော်ကြီးအမှတ်1ရာခိုင်နဲ့ချက်ကြီးတင်တန်းကျောင်းကိုပို့လိုက်ပါတယ်ပို့လိုက်ပြီးတော့တင်တန်းသား920နဲ့တူကျွန်တော်ပြည်သူ့စစ်မှုထမ်းတင်တန်းပတ်စဉ်18ကိုတက်ခဲ့ပါတယ်တင်တန်းကာလကတော့12ပတ်ဖြစ်ပြီးတင်တန်းကာလ12ပတ်နဲ့ကျွန်တော်တင်တန်းဆင်းခဲ့ပါတယ်တင်တန်းဆင်းပြီးတော့ကျွန်တော်တောင်ငူမြို့ရောက်တယ်တောင်ငူမြို့ရောက်တော့ထောက်ပံ့ရေးအမှတ်1ထောက်ပံ့ရေးနဲ့ပို့ဆောင်ရေးတက်ဖို့ရောက်တယ်အမှမိုးမှန်2ပတ်တက်ခဲ့ရပါတယ်ကျွန်တော်ရှမ်းပြည်ကပါလာတဲ့တနင်္သာအင်အား100ကျော်လဲပါတယ်အမှကျွန်တော်တို့မိုးမှန်2ပတ်တက်ပြီးတော့ကျွန်တော်တို့တနက်တွေအမီ1တလက်စီပေးတယ်အမီ1တလက်စီပေးတယ်ကြီးပေါက်4ပေါက်ပေးတယ်ကြီးစန်း100ပေးတယ်အဲ့ဒါနဲ့ကျွန်တော်တို့ကာဘာသာ16ကိုရောက်လာတယ်ကာဘာသာ16ကိုရောက်တော့ကျွန်တော်တို့မိုးမှန်ပါလာတဲ့တင်နန်းသား100ကျော်ရဲ့ကျွန်တော်တို့ရှမ်းပြည်နယ်ကပါလာတဲ့တင်နန်းသား120ရဲ့ကျွန်တော်တို့ပေါင်းပြီးတော့ကာဘာသာ16ကိုပို့လိုက်တယ်အဲ့ရနေကျွန်တော်တို့9ခုတက်ရတယ်9ခုပုံရောက်တော့9ခုမှာကျွန်တော်တို့ဆက်တော်ရင်လောက်နေတူရတယ်ဆက်တော်ရင်လောက်နေတူပြီးတော့ကျွန်တော်တို့နေရတယ်တစ်ပတ်လောက်နေတော့ပင်လဲပင်မန်းနေအနေနဲ့များတော့ကျွန်တော်တို့နေရင်မထိုင်ရင်တော့တစ်ပတ်လောက်နေတော့ပတ်သက်ဆက်ရှိကကျွန်တော်တကယ်ချင်း3နဲ့အတူကျွန်တော်တို့ထွက်ပြေးတယ်ပထမချင်းထွက်ပြေးတော့ကာဘာ16မှာကျွန်တော်တို့ပြန်ပြီးပါတယ်ကာဘာ16မှာပြန်ပြီးတော့ကျွန်တော်ပေါ်ဖြူအောင်ပြန်တင်ပေးလိုက်ပါတယ်ဖြူအောင်ကိုရောက်တော့စားရချေဖြူအောင်ကကျွန်တော်တို့နှစ်ဖူးတွေမှာခါမ366ဆိုပြီးတော့တတူးတွေထိုးပေးပါတယ်အားမစစ်ပြေးဆိုတာလည်းထိုးတာလည်းလူတွေလည်းရှိတယ်အိုက်ကုန်းပေါ်မှာကျွန်တော်တို့အိမ်လည်းပြန်လို့မရအောင်အိမ်မှာလည်းနေလို့မရအောင်ဒီလိုမျိုးထိုးပေးတာဖြစ်ပါတယ်လူတက်ရင်နာမည်ထိုးလိုက်တော့သူတို့လည်းလွယ်ကူဖမ်းရတယ်ကျွန်တော်တို့လည်းလွယ်ကူမျိုးပေါ်မှာနေလို့မရအောင်နေထိုင်လို့မရအောင်ကျွန်တော်တို့လုပ်ပါတယ်အဲ့လိုနဲ့ကျွန်တော်တို့နားလည်းထပ်မပြေးရအောင်လေကျွန်တော်တို့ရှေ့ဘွားကိုပို့လိုက်ပါတယ်ရှေ့ဘွားကိုရောက်တော့လူ21ယောက်ဦးဆောင်တဲ့တက်စိတ်မှာတက်ကြကြီးတက်ကြဦးဆောင်တဲ့လူ21ယောက်ဦးဆောင်တဲ့တက်စိတ်မှာကျွန်တော်တို့နေရပါတယ်အဲ့မှာကျွန်တော်တို့စတဲ့ရွာတွေတူရတယ်။ဘာငါးရီဆောက်ရတယ်။လုံကျင်းတွေလည်းတူရတယ်။အနေနဲ့ရမ်းများတယ်။ရှုပ်ပိုက်ဆိုတော့ရှေ့မှာဘူးလုံးဝပြစ်နေခတ်နေကြတဲ့ချိန်တွေလည်းကျွန်တော်တို့ရှိခဲ့ပါတယ်။ကျွန်တော်တို့မှာအဲ့တုန်းကတော့ကြောက်လန့်လန့်နဲ့ပြေးဖို့ပဲကျွန်တော်တို့ချောင်းနေတော့ကျွန်တော်တို့နောက်ကနေပြေးပြစ်တက်မယ်ဆိုရဲထောက်ထားနေထားနေကျွန်တော်တို့စောင့်တော့အောက်ကနေရှိနေတော့ကျွန်တော်တို့မပြေးရဘူး။ကျွန်တော်တို့အမှဘာငါးရီထဲမှာဝင်ပုံးနေစတဲ့ရောင်းနေမှာဝင်ပုံးဝဲရပါတယ်။အားနဲ့နောက်ခေါက်တွေကျတော့ကျွန်တော်တို့မဖြစ်ခင်ညမိုးချုပ်တော့၄လပိုင်း9ရက်နေ့17နာရီညဘက်မိုးချုပ်တော့ကျွန်တော်တို့ကင်းကျင်ကြပါတယ်။ကင်းကျင်ကျွန်တော်တို့17နာရီနေ့တော့3နာရီကြာမယ်ဆိုတော့ကျွန်တော်ည17နာရီမှာကျွန်တော်တို့ကင်းကျင်လဲကြအောင်ကျွန်တော်တို့တငယ်ချင်းချောင်းနဲ့တူတူကင်းကြတဲ့တငယ်ချင်းချောင်းနဲ့တူတူကျွန်တော်တို့ထွက်ပြေးခဲ့ပါတယ်။အဲ့ဒီကျွန်တော်တို့ခေါင်းကနေထွက်ပြေးပြီးတော့ကျွန်တော်တို့အရကတက်ရှိတဲ့
အားရကတော့ရှိတဲ့စီကိုကျွန်တော်တို့ခေါင်းကိုကျွန်တော်တက်ပြီးတော့ကျွန်တော်တို့အလင်းဝင်မှုမပြောခဲ့ပါတယ်ကျွန်တော်တို့အလင်းဝင်ရလို့ပါဆိုပြီးပြောခဲ့ပါတယ်အဲ့မှာကျွန်တော်တို့လင်းဝင်ရဆိုတော့ကျွန်တော်တို့မင်းတို့လင်းဝင်မင်းတို့တက်လည်းမတက်ဘူးမင်းတို့ဘာမှမလုပ်ဘူးချိန်နဲ့အိမ်မြတ်ဖို့ပဲမင်းတို့ကောင်းမွန်ထားမယ်ကောင်းမွန်ကြွေးမယ်နေထိုင်မင်းတို့စားရတာရေးပူရမယ်မင်းတို့တက်အန်ရဲ့စိတ်ကဝယ်မင်းတို့တက်အန်ရဲ့ကိုတော့မထီးဘူးမထီးကြဘူးမင်းတို့တက်အန်နဲ့စိုးရင်ကြမလို့ဒီမှာသူတို့စောင့်ရှောက်ပေးထားမယ်ဆိုပြီးတော့ကျွန်တော်တို့ပြောပါတယ်ဟာပါကျွန်တော်တို့လည်းခုချိန်ကြီးလည်းတက်တယ်လည်းဘာမှစိုးရင်ရအောင်နေတိုင်းစားရတော့ရေးလည်းကျွန်တော်တို့ကောင်းမွန်နဲ့ကောင်းမွန်စားရတယ်ကောင်းမွန်နဲ့တရားထိုင်ရပါတယ်